ရှားလူတွေအောင်မြင်နေအောင်ကြည့်ပြီးမင်းကုန်မဲ့တုံးမကြောက်လို့ခံစားနေရပြီမှတ်ထားပါလူတိုင်းမှာကိုပိုင်ထိုင်းလိုက်ရှိတယ်ပတ်မွင့်ချင်းတွေ့ရင်တော့ကိုယ့်နဲ့ချိန်မတူကြအောင်တခြားသူရဲ့အောင်မြင်မှုကမင်းရဲ့ကြရှုံမင်းရဲ့နောက်ကျနေရတယ်ပေါ့မင်းရဲ့အချိန်ကိုရောစေမင်းကရောက်သေးတာဒီနေ့မင်းကြိုးစားနေတာဘူးမှတီးမမပြဘူးဆိုလဲစိတ်တမကြလိုက်ပါနဲ့ကွာတပင်ဟာမင်းကြီးထဲမှာကွာမိတီကနေတိတ်ဆိတ်ရှင်တဲ့ဒီမှာတပင်ကြီးဖြစ်အားလုံးမြင်ထွက်လာတယ်။ဒီရဲ့ဒီနေ့ပြင်ပမှုကလက်ပြန်အတွက်ကောင်းရင်းနှီးမြှုပ်နှံမှုတစ်ခုဆိုတော့အမှတ်တယ်ဖြစ်။လဲကျသွားတာကပြဿနာပေါ့။အဲ့ဒီနေရာမှာရက်နေရတကယ်ရှုံးခုပဲပြန်ထားပါ။ဟိုရှေ့ဆက်ပါတကယ်လုံးနိုင်တယ်။ဒီဗီဒီယိုကမင်းတို့ခွန်အားဖြစ်စေတယ်ဆိုရင်တုံးလို့ comment မှာရေးခဲ့ပါဦး။နောက်ထပ် motivation တွေအတွက် subscribe လုပ်ထားပါနော်။ခောက်ကလေးကိုအားလုံးကျေးဇူးတင်ပါတယ်